အားလုံးပဲမင်္ဂလာပါဗျအသီးဖြော်ဆက်တစ်ခုဝင်အမောက်ချိတ်ကွာတစ်ခုအပေါ်ပါလာလေးကိုမှစိတ်ဝင်စားတဲ့မိတ်ဆွေတို့အတွက်ကျွန်တော်စီမှာ Mitsubishi brand က2-in-1 blender လေးတွေရပါမယ်ခင်ဗျစပီးအနေနဲ့ဆိုရင်40အထိပါဝင်မှာဖြစ်ပြီးတော့တောက်ဆောင်က manual control ခလုတ်လေးနဲ့လည်းမိမိတို့စိတ်ကြိုက်တီးတီးဖြော်ရည်ကိုအရေးကြီးပဲလှုပ်တော့နိုင်တယ်လို့တီးတီးအဖက်ကလေးတွေနဲ့မှတောက်ချင်တယ်ဆိုတော့မိဘတွေအတွက်လည်းအဆင်ပြေပါသေးတယ်ဗျblender motor အင်ဆိုရင်လည်းလေးလေးပိတ်ပဲနဲ့အောင်မှာလူကြီးမင်းတို့ပေးရတဲ့ဈေးနဲ့အရန်ပုံမှတန်တဲ့ quality မျိုးကိုပြန်ရမှာလည်းဖြစ်ပါတယ်ဝက်အနေနဲ့ဆိုရင်လည်းဝက်300ပဲရှိတဲ့အတွက်မီးအားစားလည်းတက်တာပါသေးတယ်ဗျတိတိဖြော်ခွက်ရဲ့အရွယ်အစားက 1.5 လီတာဖြစ်သွားတဲ့အတွက်လူ2ယောက်3ယောက်စာကိုတစ်ခါနဲ့ထည့်ကျလို့ရမှာဖြစ်ပြီးတော့ဒါမျိုးကော်သားအထူဝင်နဲ့ရပါမယ်ဗျအတွင်းမန်းကဓာတ်သွားတွေကိုလည်းတော်ရုံနဲ့မကျိုးပဲ့သွားနိုင်အောင်အထူပြုလုပ်ပေးထားမှာဖြစ်ပြီးတော့အမောက်ကျိတ်ဆက်ဆိုရင်လည်းကော်ဖီဖက်အစရှိတဲ့အစိအစံတွေအပြင်ပစွန်ကြောင့်မြူသီးတောက်ဂျင်းကြက်သွန်ပြူအစရှိတဲ့အသီးအနှံတွေကိုပါထည့်ကျိတ်နိုင်ပါသေးတယ်ဗျအတွင်းပိုင်းကဓာတ်သွားဆိုရင်လည်း stainless steel ကိုမှအသုံးပြုပေးထားမှာဖြစ်လို့ကျန်းမာရေးထိခိုက်မှာလည်းမစိုးရိမ်ရတယ်လို့ရေရှည်လည်းအသုံးခံပါသေးတယ်ဗျကာလာအနေနဲ့ဆိုရင်လည်းကျွန်တော်စီမှာပန်းရောင်နဲ့အစိမ်းရောင်ရွေးချယ်စရာ2မျိုးရှိမှဖြစ်ပြီးတော့ဈေးလုံးဆိုရင်လည်းမြန်မာငွေ4000ကျပ်ကျက်တီးတီးနဲ့ရရှိမှလည်းဖြစ်ပါတယ်စိတ်ဝင်စားလို့မှာယူခြင်းနဲ့ဆိုပါက TikTok ချက်ပေါက်ကနေတစ်ဆင့်လည်းမှာယူနိုင်တယ်လို့ Facebook page Viber ဖုန်းနံပါတ်399943932323မှာတစ်ဆင့်လည်းအသေးစိတ်စုံစမ်းမေးမြန်းပြီးမှာယူလို့ရပါပြီဗျ